မိုးအေးအေးနဲ့တောင်ပေါ်ဒေသမှာနေရတဲ့ vibe ကိုအပြည့်အဝလည်းခံစားရမယ်။ဒါအပြင်ကိုအိမ်ကလည်းကောင်းတယ်။ location ကလည်းအရန် fine တယ်။မြေကွက်ကလည်းမြောက်လည်းဖြစ်တယ်။ master နှခမ်း single တစ်ခမ်းဖျားကန်တည်တံဧကန်ကျဲကြီးနဲ့ dining နဲ့ kitchen ကိုတွဲရက်တိစောက်ထားပေးတဲ့ 1RC တစ်ထပ်ဖြစ်ပါတယ်။နေပြီးတော့ပုပ္ပတိမျိုးဝနာဒီပါရက်ွက်ထဲကဟွာလီလန့်ပေါ်မှာတိစောက်ပေးထားတာဖြစ်ပါတယ်။ဒါဆိုရင်အိမ်ထဲကိုကျွန်တော်နဲ့အတူတစ်ချက်လိုက်ကြီးလိုက်ကြရအောင်ပါခင်ဗျ။ဒီအိမ်အားဆိုလို့ရှိရင်လုံးဝအသစ်ဆက်အခုမှလက်စားတက်နေတဲ့အနေအထားပဲဖြစ်တယ်။ခြံထဲမှာဆိုလို့ရှိရင်ကားတစ်စီးရတော့ကောင်းကောင်းရက်လို့ရမယ်။ခြံအကျယ်ကပေ40ပေ60ပိုင်ဆိုင်မှုက230 gram ပဲ။လူချင်းမင်းတို့ယုံကြည်စိတ်ချစွာဝယ်ယူလို့ရပါတယ်ခင်ဗျ။ဘေးနားမှာဆိုလို့ရှိရင်လည်းဆန်ရှိတ်ထုတ်ပြီးတော့အဖီလေးလည်းဆွဲလို့ရအောင်မယ်။ဒီအိမ်တိမ်လုံးတော့ကြွေပြားအပြည့်ခင်းထားတယ်ဆိုတော့လူချင်းမင်းတို့တွေးရမှာဖြစ်ပါတယ်။သုံးထားတဲ့ light တွေတွေကလည်းတော်တော်လေးကောင်းတယ်ဆိုတဲ့အနေအထားမှာရှိတယ်။ဖျားကန်နဲ့ဧကန်ကိုကျတော့တွဲရပြုလုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျ။ဒီအိမ်ရဲ့အလဲကမြောက်လဲဖြစ်ပါတယ်။ဒါပြီးရင်ကျွန်တော်ပထမ master ကန်လေးကိုတစ်ချက်လိုက်ပြပေးမယ်။ဒီအခန်းကတော့ဒီအိမ်ရဲ့ပထမဦးဆုံး master ကန်ပဲဖြစ်ပါတယ်။ဒီ light တွေနဲ့ ventilation ကောင်းကောင်းရအောင်လို့လည်း brain တကားတွေသေချာလေးလုပ်ထားပေးတယ်။ဒီဘန် WC ကလည်းတော်တော်လေးကျယ်ဝန်းနေဆိုတော့လူချင်းမင်းတို့တွေးရမှာဖြစ်တယ်။ကျွေပြားကိုလည်း9ပေမြင်လောက်ထိကတ်ထားပြီးတော့တွေးရမှာဖြစ်တယ်။ဒါကတော့ single ကန်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ single ခန်းလေးလည်းမစိုးဘူးသူကလည်းသူကျဲတယ်ဆိုတဲ့အနေအထားမှာရှိတယ်ဒါကတော့နောက်ဆုံး master ခန်းဖြစ်ပါတယ်ခင်ဗျဒီအိတ်ခန်းတွေကကျဲတယ်လို့ခံစားရမှာဖြစ်တဲ့အပြင်မှာ comfort ဖြစ်လေးနဲ့နေနိုင်မှာဖြစ်ပါတယ်ဒါကတော့နောက်ဆုံး master ခန်းရဲ့ band WC ဖြစ်ပါတယ်ခင်ဗျဒါပြီးရင်တော့ကျွန်တော်လူချင်းမင်းတို့ကို dining နဲ့ kitchen ကိုတစ်ချက်တွဲရပြပေးမယ်ဒီ dining room ထဲမှာဆိုလို့ရှိရင်အပြင်ထွက်လို့ရမယ့်အပေါက်လေးတစ်ပေါက်လေးပါဝုံးမယ်ပြောရမယ်ဆိုလို့ရှိရင်အိမ်ရှိတကမောက်ကနေမဝင်ဘဲနဲ့ဈေးဝယ်လို့ပြန်လာပြီဆိုရင်ဒီအပေါက်ကနေအထက်ကိုဝင်လာလို့ရပါတယ်ခင်ဗျဒါကတော့အများဆုံးရေချိုးကန်းအိမ်သာအနေထားလေးပဲဖြစ်ပါတယ်ခင်ဗျ kitchen counter တွေကလည်းတော်တော်လေးကျယ်ဝန်းတာကြောင့်မလို့အရှင်မတွေစိတ်ကြိုက်ချက်လို့ရမယ်ဆိုတဲ့အနေထားပဲဖြစ်ပါတယ်ဒီအသင်းနေတိုက်လေးရဲ့ခေါ်စီရတော့ချက်သိန်း9380သိန်းတိတိခေါ်ထားတာဖြစ်ပါတယ်ပိုင်ရှင်ကလည်းတိတိဆိုင်ဆိုင်ဆိုလို့ရှိရင်ဈေးကိုထပ်မံပြီးတော့ညှိနှိုင်းပေးဦးမယ်လို့ပြောပါတယ်ဒီလိုဈေးတန်နေရာကောင်းပတ်ဝန်းကျင်တန့်တောင်ပေါ်ဒေသ vibe ကိုအပြည့်အဝခန်းစားရစေမယ်အိမ်ကောင်းကောင်းလေးကိုကျွန်တော်တို့နေပြီးတော့ပုပ္ပသတိမျိုးမှာရှိတဲ့ Dream Home အိမ်ချမ်းမြေကနေပြီးတော့ရှာဖွေပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ